သူရဲ့3ရက်ဆက်တက်ကတော့ဒီတိုင်းပါပဲအခြေအနေမထူသေးဘူးလို့ကျွန်တော်တို့ပြောအဲ့မှာကားလေးရောက်ပြီးတဲ့အခါမှာတော့ကျွန်တော်လုံးလုံးရှင်းသွားတဲ့အခါမှာလုံးဝအစီအစဉ်သွားပြီးတော့ပြောလာတဲ့အခါမှာသူကနေဟာရန်ကုန်တာပေါ့နော်အဲ့ချိန်ကလည်းစားပြီးသူနဲ့ကျွန်တော်နဲ့လက်တွေးလာပြီးတော့ကျွန်တော်တို့ဒီဝေကြီးလေးလုပ်လာတဲ့ဖရားသခင်ရဲ့အကပဲဒီတစ်ဖက်သက်ချစ်မြတ်တာဆိုပြီးတော့သူကကောင်းစီတစ်ခုနဲ့ဒီ AEM mission ပေါ့နော်အဲ့လိုမျိုးသူကနေ AEM ကဖရားသခင်ရဲ့ဒီအကပဲဆိုတာဖရားသခင်ရဲ့တစ်ဖက်သက်ချစ်မြတ်တာပေါ့နော်ဒီထိုင်နေရတဲ့ချစ်မြတ်တာနဲ့အဲ့လိုမျိုးကောင်းစီနေတဲ့ကျွန်တော်တို့ mission ကိုကိုင်းကနာပေါ်မှာအကျိုးရမရှိရဘူး။ဘာကိုင်းကနာမှာကျွန်တော်တို့ဆွေးလန်းလို့ကျွန်တော်တို့ကတော့အရင်ကတော့ဟိုကိုင်းကနာမှာဟို AG ကလွေးတခြားဘာသာလာမပြောနဲ့အဲ့ဒါတခြားဘာသာကတော့ကျွန်တော်တို့က AG အယူမှုပေါ့နော်ပြောရမယ်ဆိုရင်အဲ့လိုမျိုးဆိုတော့တချို့လူတွေဖျားသခင်ကိုပြောရင်တော့မှကျွန်တော်တို့ကရီးမိတ်ကြီးချင်တာအဲ့ဒါသူတို့ကမသက်ဆိုင်တဲ့အရာဆိုတော့အဲ့လိုမျိုးနဲ့စစ်သေးပြီးတော့ကျွန်တော်တို့ကိုင်းကနာမဆွေးလန်းတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အမြင်တွေတစ်ဖြည်းဖြည်းပွင့်လာတယ်။အော်ဒီလိုကောင်းကင်ပြန်ရောက်ဖို့ဆိုတာဒီကိုင်းကနံပါလာနေနဲ့လုံးဝမဆိုင်ဘူးဆိုတာတစ်ဖြည်းဖြည်းနဲ့တက်တာမှပြီးလာတဲ့အခါမှာဒီ mission ကိုဆိုတာလုံးဝကိုင်းကနံကိုဒီလူကမရှိဘူး။အေဝံဂေလိပေါ့ဒီဆိုင်မှာအေဝံဂေလိပါလာပေါင်းဆိုတော့เนาะကျွန်တော်တို့အားလုံးကျွန်တော်တို့ကအခုလက်ရှိပါဝင်နေတဲ့အတင်းတော်ကတော့ MCA ပေါ့เนาะကျွန်တော်တို့ MCA အနေနဲ့လည်းကျွန်တော်တို့ဒီ mission ဒီအေးရမှာတို့ရဲ့သူတို့ကိုယ်တိုင်လာပြီးတော့ကျွန်တော်တို့ဒီအေဝံဂေလိကယ်ရင်ချစ်တင်တာပေးဖို့ရှိရင်ကျွန်တော်တို့စာဓမ္မနဲ့ချိတ်ဆက်ပြီးတော့ပုံနဲ့ပြီးရင်ဒီမှာခုကတော့ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာမှာကျွန်တော်တို့ရဲ့ဝိညာဉ်ဖခင်လက်ဖြစ်တဲ့ကတ်အနေနဲ့ကျွန်တော်တို့ကိုဥဆောင်ပေးနေသူကတော့ဆရာတော်လိမ္မနာနဲ့ဒီနေ့ထိတဲ့သူနဲ့တွေ့ပြီးတယ်ပြီးရင်ဆက်လက်ပြီးတော့လည်းသူကနေသူတို့လည်းတွေ့ပြီးအောင်မယ်ဘောနော်ပြောရမယ်ဆိုရင်ကျွန်တော်တို့ကအားကြီးအချင်းချင်းလေးတက်ခိုက်ဖို့လည်းခံနေရတယ်ပြီးရင်တချို့လူကြီးဆိုရင်သူတို့ထင်ရဆိုင်ခဲ့တယ်ပေါ့အဲ့လိုမျိုးသူတို့လည်းလုပ်နေလို့မရဘူးအဲ့လိုမျိုးတခြားနေရာမှာအချက်စုအကျိုးနဲ့ဖြစ်တော့မှာပဲဆိုပြီးတော့သူတို့အားလုံးရဲ့ဝေဖန်တယ်နေအချင်းချင်းလေးရဲ့ရှုပ်ချတာနေပြီးရင်ကျွန်တော်တို့လက်ရှိအတင်းတို့လိခေတင်းတို့ရဲ့ဖြစ်တည်ဝေဖန်တယ်နေတော့မှကျွန်တော်တို့တခြားတစ်ခါတည်းခံရတယ်ပေါ့နော်ဒါလည်းသူတို့ကျွန်တော်တို့ခုပြီးတစ်ခုစုတောင်းပြီးတော့ခုပြီးတစ်ခုပြန်လဲရှင်းပြပေးတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကပါလာလုံးဝကျွန်တော်တို့ပါလာတရားဆိုတာကျွန်တော်တို့မှာအကိုင်းကနာတစ်ခုမှာအပြီးပြတာမရှိဘူးကျွန်တော်တို့အမှုပေါင်းလို့ဒီကျွန်တော်တို့ရဲ့အတိကပေါင်းတာဖက်တစ်တင်ပြီးဖက်တစ်နဲ့လေအဲ့ဒါဒီဘောင်းတို့ဒီကေတင်ချင်းတို့ရဲ့တမန်တရားကိုသိစေချာဖျားတဲ့အလိုရှိတဲ့အရာဖြစ်တဲ့ဒီဂျမ်ဘိုက်ကိုပဲကျွန်တော်တို့ကဒီ logo တစ်စက်အဖြစ်နဲ့ကျွန်တော်တို့အသုံးပြုထားတယ်ပေါ့နော်အဲ့ဒါအဘက်ကျန်တော့ဘာမှမရှိဘူးအဲ့ဒါကြောင့်ကျွန်တော် evangelism ကိုကျွန်တော်တို့က design မှန်နဲ့လုပ်မယ်လူအားလုံးကိုကျွန်တော်တို့ကျေးဇူးတော်အဖြစ်ကျွန်တော်တို့ဒီ mission အဖြစ်ပြောင်းလဲပြီးသားလူတွေအကုန်လုံးကိုစည်ရင်ပြန်စစ်တဲ့အခါမှာရောဟောတရားကြိုနေဘူးပေါ့နော်ဒါပေမဲ့တို့တခြားနေရာတွေရောက်တယ်ကျွန်တော်တို့ဒီလိုမျိုးဆူယုံလာရတဲ့အကြောင်းရင်းကလည်းတခြားလို့မဟုတ်ပါဘူးအဓိကတော့ပြောင်းလဲပြီးတဲ့လူတွေအားလုံးကဆိုရင်သူကိုအတင်းတော်မှာတို့ member ဝင်လဲတကယ်လို့ကျွန်တော်တို့ဒီ MCA မှာကျွန်တော်တို့လူတွေများစွာဟိုက member ဝင်လာရှိတယ်ပေါ့နော်ဒါပေမဲ့လည်းဒီလိုအတင်းတော်မှာမပါဝင်နိုင်ဘူးဟိုအဝေးကြီးရောက်သွားတယ်ဒါပေမဲ့ဒီဟိုနေဖက်ဒီဆက်သွေးတွေဖက်ကိုရောက်သွားတဲ့အခါမှာသူတို့ကလည်းအတင်းသားအနေနဲ့တတိတာလေနော်လူကိုအနေနဲ့မတိတဲ့အခါကျမှသူတို့ခက်ခဲတဲ့အခါကိုလည်းကောင်းမှုဖြစ်တဲ့အခါမှာအတင်းတော်မှာလက်ထမ်းမပြနိုင်တော့ဘူးเนาะသူတို့ကိုပြန်ပြီးတော့ accept လုပ်ဖို့ဒီပါလေဆိုတာဘာဖြစ်လို့လဲဆိုကိုရက်ရွာသူရွာဒါပဲကိုကတီးတာဟိုအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီဆရာပီတာတော့လူတော့အကုန်လုံးအတင်းကိုတိုင်းမှာကျွန်တော်တို့ memory ဝင်ထားတာလေးရှိ member ဝင်မဲ့တဲ့အားကြောင့်တက်တာလေးရှိရဲအဲ့ဒါကြီးနဲ့ကျွန်တော်တို့ဒီလိုပဲသူတို့လုံးဝလက်ထမ်းမပြနိုင်တော့တဲ့အခါမှာအဲ့ဒီအချိန်မှာသူတို့အများကြီးရဲ့တောင်းဆိုတဲ့အရာဟိုကိုင်းကနာပြီးပြချင်းမရှိပဲနဲ့ကျွန်တော်တို့ဒီခရာစီရှိခေါ်မယ်ပြီးကျွန်တော်တို့ရဲ့ဆေဖို့တပိုးလေးတွေကိုပြန်စုမယ်အဲ့ဒီဆေဖို့တပိုးနဲ့ကျွန်တော်တို့evangelism လုပ်မယ် evangelism ကိုကျွန်တော်တင်ကြီးတင်ပြပြီးနေပြီးရင်ကျွန်တော်တို့ဒီအိမ်ကြတော့သူတစ်ဖြစ်ကနေဖက်တီကနေရောက်လာတဲ့အခါကျရင်လူငယ်တွေပြန်လဲစုရုံးလာတဲ့အခါမှာသူတို့တေးဖို့နေဖို့အမိသားစုတခုမှသူတို့သွားတဲ့လေဆိုတော့သူတို့အားမရဘူးတော့ပြောရမယ်ဆိုရင်အားနာတယ်ပေါ့နော်ကျွန်တော်တို့ပြီးရင်သွားတဲ့မိသားစုကလည်း
အစီမပြေဘူးပေါ့နော်ဘယ်လိုပြောမလဲလူ5ယောက်လာတယ်ဆိုစာဝတ်နေရေးယူရတာကအစီမပြေဘူးလေနော်အဲအကြောင်းမလို့ကျွန်တော်တို့အားလုံးလူငယ်တွေလွတ်လွတ်လပ်လပ်သူတို့အိမ်လိုမျိုးပေါ့နော်ဘယ်လိုပြောမလဲဆိုတော့လူငယ်တွေလုံးဝအမှစေလီတောင်းမရဘူးကွန်ဆာလို့မရဘူးလုံးဝလူကြီးစေဝါပတ်သက်တဲ့များကတော့ကျွန်တော်တို့လုံးဝဒီမှာလှုပ်ဆောင်လို့မရဘူးပြီးရင်လူမျိုးရေးပြဿနာပါလာရေးပြဿနာတွေဒီမှာဖြေရှင်းဖို့အခွင့်မပေးဘူးเนาะအဓိကတော့အဲကျွန်တော်အေဝံဂေလိအမှလာတဲ့လူတွေလွတ်လပ်လပ်အားလုံးကြိုးဆိုတော့เนาะကြိုးဆိုတယ်ကျွန်တော်တို့ရဲ့စီနီစီကံလေးအတိုင်းနေပေးရမယ်ပြီးရင်ကျွန်တော်တို့စားတော့တဲ့အတွက်ဘာမှပူစံလို့ကျွန်တော်တို့ကလည်းပြင်ဆင်ပေးမယ်ပြီးရင်ကျွန်တော်တို့ကအေဝံဂေလိလုံးဝအေဝံဂေလိကတော့ကျွန်တော်တို့ရက်တာရက်ခံပြီးတော့မှလုပ်ပေးရမှာပေါ့เนาะအဲ့လိုမျိုးနဲ့ကျွန်တော်တို့ရည်ရွယ်ပြီးတော့ဒီအများသူငါရဲ့သဘောအရာပေါ့နော်ကျွန်တော်တို့ရဲ့ရှိကောင်းချက်ဒါလည်းကျွန်တော်တို့ကစဉ်းစားထားတာတော့နောက်ဒီတော့မှအိမ်အားဖြစ်တယ်ပေါ့ကျွန်တော်တို့စဉ်းစားပေးမယ်လားခရားကဘယ်လိုပြီးတော့ဒီအိမ်နဲ့ပတ်သက်ပြီးတော့လည်းတက်တည်ခံရမယ်ဆိုရင်ကျွန်တော်တို့ဒီညီမငယ်တယောက်ရဲ့တထေးမှာပေါ့နော်အမှကျွန်တော်ကိုမနိုင်တော့တဲ့အဲ့တထေးမှာတော့လည်းတကယ်မိသားစုလိုဖြစ်နေပေါ့နော်အမှကိုတထေးမှာလည်းဒီအိမ်ကိုဘယ်သူမှ